မေဆွန်ကသူတို့အခုတင်ရိုက်ကူးထားတဲ့ဗီဒီယိုကိုကြည့်ပြီးရေမောလိုက်ပါတယ်။စာသားတူလေးကိုအမြန်ပြုပြင်ပြီးနောက်ခလိုအီရဲ့ Instagram အကောင့်ကိုအရင်ဆုံးတွဲလိုက်ပြီးအီတန်ရဲ့အကောင့်ကိုထပ်တွဲကဆက်အကြောင်းအရာတစ်ခုကိုရွေးချယ်ပြီးဗီဒီယိုကိုတိုက်ရိုက် post တင်လိုက်ပါတယ်။သူ့ရဲ့အကောင့်မှာ follower နည်းပါးတာကိုမြင်တော့မေဆွန်ကဒီဗီဒီယိုဟာအတန်အများကြီးထွက်လာမှာမဟုတ်ဘူးလို့ထင်လိုက်ပါတယ်။ဒါကြောင့်သူကအန်ကြိတ်လိုက်ပြီး promotion အတွက်ဒေါ်လာတူညသုံးဆွဲလိုက်ပါတယ်။သူတို့လိုစင်ရဲတဲ့ចောင်းသားတွေအတွက်ဒေါ်လာတူညဆိုတာတင်းငယ်တဲ့ပမာဏမဟုတ်ပါဘူး။အဲ့ဒါဟာတစ်လလုံးအစားအသောက်အတွက်လုံလောက်တဲ့ပမာဏပါ။မကြမီမှာပဲအီတန်ဟာမျက်လုံးဆေးပြီးနောက်သူ့နေရာကိုပြန်ရောက်လာခဲ့ပြီးမေဆွန်ကစိတ်လှုပ်ရှားစွာပြောလိုက်ပါတယ်။အီတန်ကြည်စမ်းဒီဗီဒီယိုကပောက်ကွဲတော့မယ်လို့ငါထင်တယ်။အီတန်ဖုန်းကိုဖွင့်ကြည့်လိုက်ရာ9မိနစ်အတွင်းမှာတင်ဗီဒီယိုဟာကြည့်ရှုသူတူညကျော်သွားခဲ့ပြီးကိန်းကနန်းတွေဟာထောက်လန်းမရနိုင်တဲ့အချိန်နဲ့ဆက်လက်မြင့်တက်နေခဲ့ပါတယ်။အီတန်နဲ့မေဆွန်တို့တယောက်ကိုတယောက်ကြည့်ပြီးပြုံးလိုက်ကြပါတယ်။ထိုနောက်ခွက်တွေကိုမြှောက်လိုက်ပြီးတောက်လိုက်ကြပါတယ်။အဲ့ဒီည10နာရီမှာအီတန်ဟာသူ့ရဲ့စုတ်ချအငှားခန်းကိုပြန်ရောက်လာခဲ့ပြီးသူ့မှာရှိသမျှပတ်စံတွေကိုစစ်ဆေးလိုက်ပါတယ်။အခုချိန်မှာသူ့မှာဒေါ်လာ3တူညပဲရှိပါတော့တယ်။ဒါဟာတကယ်အိမ်မက်ဆိုးတစ်ခုပါပဲ။ပထမဆုံးပတ်စံ